ဗီဒီယိုဖိုင်တစ်ပိုင်းကြောင့်တိတ်တိတ်ပုံဇနီးနဲ့တာရှိတယ်ဆိုပြီးထင်ကြီးပေးခံနေရတဲ့ခန့်စီသူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာရုပ်ရှင်လောကမှာသတင်းတူသတင်းစမ်းတွေကတော့နေ့စဉ်နဲ့အများထွက်ပေါ်နေတတ်ပေမယ့်အခုရပိုင်းမှာတော့ပရိသတ်တွေကိုအင်အားသိမ်းမှုအများဆုံးဖြစ်စေခဲ့တဲ့ကိစ္စတစ်ခုရှိနေပါတယ်အဲ့ဒါကတော့တနိုင်ငံလုံးကလူပြိုကြီးလို့သတ်မှတ်ထားကြတဲ့ထိတ်တန်းမင်းသားကြီးခန့်စီသူတယောက်ရုတ်တရက်ဇနီးစောစောလေးရဲ့ချစ်စရာသားငယ်လေးရဲ့နဲ့အတူရှိနေတဲ့ဗီဒီယိုဖိုင်တစ်ပိုင်းအွန်လိုင်းပေါ်မှာပြန့်နှံ့လာတဲ့ကိစ္စပဲဖြစ်ပါတယ်ခန်းစီသူဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ပရိသတ်တွေရဲ့ရင်ထဲမှာအရင်ဆုံးပြင်းမြင်မိတာကပြုံးချုံနေတဲ့မျက်နှာပိုင်းရှင်အလူတန်းဆိုရင်ဘယ်တော့မှလက်မနေတဲ့စေတနာရှင်မင်းသားကြီးဆိုတာပါပဲသူဟာတာမန်တရုပ်ဆောင်တယောက်အဖြစ်သာမကကိုရိုင်းရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးနေတယ်လို့ကိုပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးကိုပါအောင်မြင်စွာနဲ့တည်ထောင်ထားနိုင်တဲ့အင်မတန်ကျွမ်းဝချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပါတယ်သူဟာတာမန်တရုပ်ဆောင်တယောက်ဖြစ်တာမကကိုရိုင်းရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေတယ်လို့ကိုပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးကိုပါအောင်မြင်စွာတည်ထောင်ထားနိုင်တဲ့အင်မတန်ကျွမ်းဝချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပါတယ်ဒါအပြင်တရဏရေးနဲ့လူမှုရေးတွေမှာလည်းတက်တက်ကြွကြွနဲ့ပါဝင်လူတန်းလုံးနိုင်ငံတော်ကချီးမြှင့်တဲ့ဇောတိကပွဲကိုပါထိုက်ထိုက်တန်တန်ရရှိထားတဲ့သူပါပုံမှန်အားဖြင့်ဒီလိုပြည်ဆောင်ကျွမ်းသွားတဲ့ထိတ်တန်းမင်းသားတွေတထေးတွေကအိမ်တောင်ကျပြီးတော့မိသားစုဘဝကိုတည်ဆောက်တတ်ကြပါတယ်ဒါပေမဲ့ခန့်စီသူကတော့တခြားသူတွေနဲ့မတူပဲအခုချိန်ထိတရားဝင်ဇနီးမယူဘဲနဲ့လူပြိုကြီးဘဝနဲ့ပဲအေးစစ်စစ်ဖြတ်တန်းနေတာကသူ့ရဲ့ထူးခြားချက်တစ်ခုလို့ဆိုရမှာပါအခြေအနေနဲ့ပတ်သက်လာရင်အရင်တုန်းကနာမည်ကြီးမင်းသမီးအီချောပုံနဲ့ချစ်သူတွေဖြစ်နေတယ်လို့အဆိုတော်ချယ်ရီတင်နဲ့ပဲဇလန်းရှိနေတယ်လို့သတင်းတွေကလည်းတဲ့ထွက်ခဲ့ပူပါတယ်ဒါပေမဲ့ပဲသတင်းမှအတိမပြုတ်နိုင်တဲ့အဆင့်တော့မရောက်ခဲ့ပဲနဲ့ကောလာလာဖြစ်နေတာပြီးဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ဒီရက်ပိုင်းအင်တာနက်စာမျက်နှာထက်မှာပုံတစ်လုံးပေါက်ကွဲသွားတယ်လို့ပါပဲခန်းစီသူတယောက်ဇနီးစောစောလေးရဲ့အရန်ကိုချစ်စရာကောင်းတဲ့တားငယ်လေးတယောက်ရဲ့နဲ့အတူတူရှိနေတဲ့ဗီဒီယိုဖိုင်လေးရုတ်တရက်ပြန့်နှံ့လာတာကြောင့်ပရိသတ်တွေအကြီးအကျယ်လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။လူအများစုကတော့ခန်းစီသူကိုကြည့်ရတော့ပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုမခံချင်လို့မိသားစုရဲ့တည်တံ့လွတ်လပ်ခွင့်ကိုကာကွယ်ပေးခြင်းလို့အခုချိန်ဒီတိတ်တိတ်လေးနေတာဖြစ်တယ်လို့ထင်ကြပါတယ်။သားလေးတောင်ရနေပြီဆိုတော့အခုတော့အချိန်တန်ပြီမလို့တရားဝင်ချပြလိုက်တာပဲဖြစ်မယ်လို့သုံးသပ်ကြပါတယ်တချို့ကြတော့လေခန့်စီသူလို့ပွင့်လင်းတဲ့သူကမိမယူရင်ဖုံးခွေထားစရာအကြောင်းမရှိဘူးဒါဟာအပျော်သဘောရိုက်ထားတဲ့ဗီဒီယိုဒါမှမဟုတ်ပရိသတ်တယောက်တရုပ်ဆောင်တယောက်နဲ့အစနောက်ပြီးတော့ရိုက်ထားတဲ့အရာတသက်ပါပဲတကယ်မိသားစုအစ်စ်မဟုတ်လောက်ဘူးလို့ကာကွယ်ပြောဆိုနေကြပါတယ်ဒီလိုမျိုးနေမျိုးအောင်ကိစ္စနဲ့နာမည်ကြီးနေတဲ့အချိန်မှာအခုမိမကလေးဗီဒီယိုဖိုင်ထွက်ပေါ်လာတဲ့အချိန်ကတထထဲကြနေတော့ပရိသတ်တွေအတွက်တော့ပို့ပြီးတော့ပြောစရာဆွေးနွေးစရာတွေများသွားရတာပါကဲဘာပဲပြောခန့်စီသူကတော့ပရိသတ်ကိုအမြဲတမ်းအားသိစရာတွေပေးစွမ်းနိုင်တဲ့ချစ်စရာအနုပညာရှင်တယောက်ပါတကယ်အမှန်တရားကဘာလဲဆိုတာကိုတော့ကာယကံရှင်ခန့်စီသူကိုယ်တိုင်ကပဲတရားဝင်ဖြေရှင်းမှအားလုံးကရှင်းလင်းသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ချစ်ပရိသတ်ကြီးတို့ရောရုတ်တရက်ထွက်ပေါ်လာတဲ့ခန့်စီသူရဲ့မိန်းမနဲ့ကလေးဗီဒီယိုဖိုင်ကတကယ်အစစ်မှန်လားလျှို့ဝှက်ထားတဲ့မိသားစုလို့ထင်ပါသလားဒါမှမဟုတ်အပျော်သဘောဆောင်နာပြီးတော့ရိုက်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုလို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်